2025 ခုနှစ်ရဲ့ UFC Award တွေထပ်ပေါ်လာတဲ့အခါမှာမြန်မာပရိသတ်တွေအတွက်အပြောရဆုံးသတင်းကတော့ Joshua Van နဲ့ Brandon River တို့ရဲ့ပွဲဟာ Fight of the Year အဖြစ်ရွေးချယ်ခံရတာပါမယ်။ကမ္ဘာထိပ်တန်း fighter တွေကြားထဲကမှဒီပွဲကဘာကြောင့်နံပါတ်1ဖြစ်လာခဲ့တာလဲ။အဓိကအကြောင်းရင်း3ခုကိုပြောပြပေးသွားပါမယ်။ပထမဆုံးအချက်ကတော့သူတို့နှစ်ယောက်ရဲ့မယုံနိုင်စရာဂိမ်းခဏန်းတွေကြောင့်ပါဒီပွဲဟာ15မိနစ်3ချီအတွင်းမှာတင်နှစ်ယောက်ပေါင်း significant strikes ပြင်းထန်လက်သီးထိချက်419ချက်အထိရှိခဲ့ပါတယ်။ဒါဟာ UFC flyweight သမိုင်းမှာ3ချီအတွင်းအများဆုံးဆန့်ကျင်တင်နိုင်ခဲ့တာပါ။ပွဲစကတည်းကအဆုံးထိတစ်စက္ကန့်မှမနာပဲအပြန်အလှန်ထိုးတက်ထဲတာကြောင့်သွေးဆူစရာအကောင်းဆုံးပွဲအထိသတ်မှတ်ခံရတာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ Joshua ရဲ့စိတ်ဓာတ်ပါ။သူဟာဒီပွဲကိုထိုးဖို့3ဘတ်အလိုမှလူစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဆင့်1စိန်ခေါ်သူ rival လိုဝါရင်ကစားသမားမျိုးကိုရက်တို့အတွင်းပြင်ဆင်ပြီးအနိုင်ယူပြခဲ့တာကပညာရှင်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။3ချီမြောက်မှာ Joshua ရဲ့အပြင်းစား counter လက်တီကြောင့် rival လဲကျသွားတဲ့အခိုက်အတန့်ကတော့ဒီပွဲရဲ့အလှဆုံးအောင်ပွဲခံမှုပါပဲ။နောက်ဆုံးတစ်ချက်ကတော့နီးစနစ်ပိုင်းမှာဒီပွဲဟာရန်ထိုးတဲ့ပွဲမဟုတ်ပဲ flyweight တွေရဲ့အလွန်မြန်တဲ့အချိန်တိကျတဲ့လက်တီချက်တွေနဲ့အဆင့်မြင့်နီးဗျူဟာတွေပါဝင်နေပါတယ်။အထူးသဖြင့်3ချီမြောက်မှာ Joshua ကအောက်ချီကန်ချက်တွေကိုပြောင်းလဲအသုံးပြုပြီး rival ကိုအခက်တွေ့စေခဲ့တာဟာသူ့ရဲ့ယဉ်ကျေးမှုကိုသက်သေပြခဲ့တာပါ။ဒါကြောင့်လဲ ESPN နဲ့ Sherdog တို့ကပါ2025ရဲ့အကောင်းဆုံးပွဲအဖြစ်တညီညွတ်တဲ့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးက Joshua ရဲ့ဒီပွဲကိုပြန်ကြည့်ပြီးပြီလား။ဒီပွဲဟာ Joshua ကို champion လမ်းကြောင်းပေါ်ကိုတက်လှမ်းစေခဲ့တဲ့အကြီးမားဆုံးခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ညမကုန်းဆောင် Joshua ရဲ့နောက်ထပ်ပွဲစဉ်တွေကိုတော့စောင့်ကြည့်ဖို့အဆင်သင့်မလား comment မှာပြောသွားပါအောင်ကျေးဇူးတင်ပါတယ်